အားလုံးမင်္ဂလာပါကျွန်တော်မင်းညကကျွန်တော်ပေးတာမှားပါတယ်အစကျွန်တော်ပေးဖို့ရွေးထားတာက385ထိန်းနဲ့49နှစ်အပိတ်ဒီမှာမနက်ပိုင်းအတွက်ကျွန်တော်ရွေးပေးထားတာနော်ကျွန်တော်ပေးလိုက်တာကျွန်တော်ညဗီဒီယိုတင်တာမရလိုက်တော့စိတ်ကကတိကောင်းဖြစ်ပြီဒါကိုမပေးလိုက်မိဘူးနော်အဲ့တော့ကျွန်တော် sorry ပါဒီညမနက်ဖြန်အတွက်ကိုဒီပေးတဲ့ site တိုင်းပဲကျွန်တော်ထပ်ပေးမယ်နော်တခြားလေးကြည့်ပေးဒီလေးကလေးရဲ့ power ကိုလေးနှစ်ခန့်နဲ့အဲ့ဒီ4ကိုနဲ့ကဒီ9နဲ့ဒီ3ညနဲ့နှလုံးပေါင်းခြင်း9ကဒီ9လာဖြစ်တယ်နော်ဒီ2နဲ့ဒီ8နှလုံးပေါင်းခြင်း3ညကဒီ3ညလာဖြစ်တယ်ဒီ6နဲ့ဒီ2နဲ့နှလုံးပေါင်းခြင်း8ကဒီ8ကိုလာဖြစ်ပေးတယ်နော်ဒါကဒီ8ရဲ့ဝိုင်းထားတဲ့ဟာတွေတဲ power နှစ်ခန့်ယူထားတာလေနော်ဒီ1နဲ့ဒီ3နဲ့နှလုံးပေါင်းခြင်း4ကဒီ4လာဖြစ်တယ်ဒီ9နဲ့ဒီ3နဲ့နှလုံးပေါင်းခြင်း8ကဒီ8လာဖြစ်ပေးတယ်ဒီ3ညနဲ့ဒီ9နှလုံးပေါင်းခြင်း9ကဒီ9လာဖြစ်ပေးတယ်အဲ့တော့ဒီမှာကျွန်တော်တို့က9 3ည3ဖြစ်ပေးရမယ်ဆိုဒီမှာ1ရှိတယ်ဒီမှာ1ရှိတဲ့အတွက်9ဖြစ်ချင်4ထည့်ရမယ်3ညဖြစ်ချင်9ထည့်ရမယ်3ဖြစ်ချင်2ထည့်ရမယ်အဲ့တော့ကျွန်တော်တို့ကမနက်ဖြန်4 9နှစ်ထိစီနော်ကျွန်တော်အပိတ်ဆိုင်ထပ်ပြအောင်တပင်2ပင်3ပင်4ပင်5ပင်6ပင်9ပင်မြောက်9ပင်မြောက်ပေါ့နော်အပိတ်ဆိုင်လေးကျွန်တော်ထပ်ပြမယ်နော်အပိတ်ဆိုင်ကကျွန်တော်တို့ကဘယ်ကနေစယူမလဲဆိုတော့ကျွန်တော်ဒီမှာပေါ့နော်ဒီ3ညဆိုတော့3ညပါဝါ9 3ညနှစ်ခတ်ခွန်3ည9ခွန်ကဘယ်လိုဖြစ်ပြရမလဲဆိုတော့ကျွန်တော်တို့ကဒီမှာ3ညနော်ဒီ9က9 4 6ဒီ2က2ခွန်4ဒီ6ကဘာရမလဲဆိုတော့6 1 9ဒီ1ကကျွန်တော်တို့1 6 8ဒီ9က9 3ည3ဒီ3ညကဘာရမလဲဆိုတော့3ည9ခွန်နော်ဒီ1ကကျွန်တော်တို့က1 6 8ရမယ်ဟုတ်ပြီနော်ဟုတ်ပြီနော်အဲ့တော့ဒီ2ကကျွန်တော်ဘာရမလဲ2ခွန်4ဟုတ်ပြီနော်အဲ့ဒါလေးတစ်ချက်ကြည့်ပြပါအဲ့တော့ဒီ3ည9ခွန်ဖြစ်ဖို့ဆိုရင်ဒီ9ရဲ့ဒီ2ရဲ့ဒီ6ရဲ့9နဲ့6 3လုံးပေါင်းခြင်းခွန်ဒီခွန်လာဖြစ်တယ်ဟုတ်ပြီနော်အဲ့တော့ဒီမှာက9 4 6 9 4 6ဆိုရင်ဒီ2ရဲ့ဒီ6ရဲ့ဒီ1ရဲ့3လုံးပေါင်းခြင်း9ကဒီ9လာဖြစ်တယ်ဟုတ်ပြီနော်ပြီးရင်ဒီ6ရဲ့ဒီ1ရဲ့ဒီ9ရဲ့6 1 5 3လုံးပေါင်းခြင်း2ကဒီ2လာဖြစ်ပေးတယ်ဒီ1ရဲ့ဒီ9ရဲ့ဒီ3ညရဲ့1 5 3ည3လုံးပေါင်းခြင်း6ကဒီ6လာဖြစ်ပေးတယ်5 3ည1 3လုံးပေါင်းခြင်း6ကဒီ6လာဖြစ်ပေးတယ်နော်3ည1နှစ်နော်3ည1နှစ် sorry ဒီကောင်နေမပါဘူးပေါ့နော်3ည1နှစ်3ည1နှစ်3ပေါင်းခြင်းကခဏလေးကျွန်တော်ယူရမှာပါနော်ငါ3ည1 6 1အဲ့တော့ဒီ6လာဖြစ်တယ်အဲ့တော့ကျွန်တော်တို့ကဒီမှာခဏလေးပြနော်9 2 6 2 6 1 6 1 5 1 5 3ည1 5 3ည6ကဒီ6လာဖြစ်တယ်အဲ့တော့9 3ည1 6ကဒီ6ဖြစ်တယ်3ည1နဲ့3က9 3ည3ဒီမှာလာဖြစ်တယ်ခဏလေးနော်အဲ့တော့ဒီ9 3ညဒီကောင်းနေမပါဘူးနော်ဒီကောင်းနေမပါဘူးဒီ9 3ည3ဟိုကျွန်တော်နောက်တစ်ရက်ထပ်ရှင်းပြမယ်ဗျာကျွန်တော်စာရွက်ကရေးနေအောင်ဒီမှာရေးပေးမယ်ဒီမှာရေးပေးမယ်နော်ဒီ3ညက3ည9ခွန်3ည9ခွန်ဖြစ်ဖို့ဒီ9ရဲ့ဒီ2ရဲ့ဒီ6ရဲ့
ဒီသုံးလုံးပေါင်းခြင်းခွန်ကဒီခွန်လာဖြစ်တယ်နော်ဒီမှာခွန်305ခွန်ဖြစ်လို့ဒီမှာကျွန်တော်တို့ဒီသုံးလုံးပေါင်းခြင်းဒီခွန်လာဖြစ်တယ်ပြီးရင်ကျွန်တော်တို့ကဒီ946ဒီ946ဖြစ်ဖို့ဒီ2ရယ်ဒီ6ရယ်ဒီ1ရယ်သုံးလုံးပေါင်းခြင်းကိုကဒီ9လာဖြစ်တယ်ပြီးရင်ကျွန်တော်ဒီ2ပေါင်းခြင်းကဒီ2ကကျွန်တော်ဗာရလဲဆိုတော့2ခွန်4ဆိုတော့ဒီ6ရယ်ဒီ1ရယ်ဒီ9ရယ်သုံးလုံးပေါင်းခြင်းကကျွန်တော်တို့ဒီ2လာဖြစ်ပေးတယ်ပြီးရင်ကျွန်တော်ဒီ6ရဲ့ပါဝါ1 6နှစ်ခတ်9 6တက်ကိုဖြစ်ဖို့ဆိုရင်ဒီ1ရယ်ဒီ9ရယ်ဒီ3ညရယ်သုံးလုံးပေါင်းတော့6တက်ကိုဆိုတော့ဒီ6ကိုလာဖြစ်ပေးတယ်ပြီးရင်ကျွန်တော်ဒီ1ရဲ့ပါဝါ6 1နှစ်ခတ်8 168ဖြစ်ဖို့ဆိုရင်ဒီ9ရယ်3ညရယ်1ရယ်သုံးလုံးပေါင်းခြင်းကဒီ6လာဖြစ်ပေးတယ်အဲ့တော့ဒီနေ့ထွက်ထားတာက9နှစ်3ည3အဲ့တော့ကျွန်တော်တို့ကဒီ9ဖြစ်ဖို့ဆိုရင်နော်ဒီ9ဖြစ်ဖို့နော်ဒီ9ဖြစ်ဖို့ဆိုရင်9ပါဝါ3ည9နှစ်ခတ်3နော်9 3ည3ဆိုဒီမှာက1ရယ်2ရယ်ရှိတယ်အော်ဒီမှာ3ည1နှစ်3 3ည1နှစ်3ကဒီ3လာဖြစ်ပေးတယ်အဲ့တော့ဒီ3ညပါဝါ9 3ညနှစ်ခတ်ခွန်နော်3ည5ခွန်ဖြစ်ဖို့ဆိုဒီမှာ1နဲ့2ရှိတယ်3ညဖြစ်ဖို့ဆိုရင်ကျွန်တော်တို့ခွန်ထည့်ရမယ်5ဖြစ်ဖို့ဆိုရင်ကျွန်တော်တို့2ထည့်ရမယ်ခွန်ဖြစ်ဖို့ဆိုရင်ကျွန်တော်တို့4ထည့်ရမယ်အဲ့တော့ခွန်နဲ့4ကပိတ်နော်အခုနောက်ကျွန်တော်ထိပ်စီးကြိုက်ပြတာက4ကိုနှစ်ထိပ်စီးဒီမှာကခွန်နဲ့4ဒီပိတ်ဟုတ်ပြီနော်အဲ့တော့မနက်ဖြန်ကိုကျွန်တော်တို့မနက်ပိုင်းအတွက်ကိုကျွန်တော်တွဲပေးမယ်နော်ကျွန်တော်ရှင်းပြတာနည်းနည်းလေးမြန်သွား sorry ဗျာနော်ဒီမနေ့ကကျွန်တော်ပေးတဲ့ဒီ site အတိုင်းပဲရတာနော်ထိပ်စီးကကျွန်တော်တို့ကဗာရလဲ4နဲ့ထိပ်စီးနော်4နဲ့ထိပ်အပိတ်ကခွန်နဲ့4အပိတ်အဲ့တော့ကျွန်တော်ကနန်းလေးထုတ်မယ်နော်4နဲ့ဆိုရင်4ခွန်4နှစ်4 9နဲ့ဆိုရင်9ခွန်9နှစ်9 2နဲ့ဆိုရင်2ခွန်2နှစ်2 4ရဲ့ဒီမှာပါပြီးသားအဲ့တော့မနက်ပိုင်းကိုဒီရွက်ွက်ပဲထိုးနော်4ခွန်4နှစ်4 9ခွန်9နှစ်9 2ခွန်2နှစ်ဒီရွက်ွက်ပဲထိုးမနက်ပိုင်းနော်မင်းညကကျွန်တော်ပြဖို့ဗီဒီယိုဖိုင်ရိုက်တာရှည်သွားတော့ကျွန်တော်ပြလိုက်လို့တင်တာမရလိုက်လို့385ထိပ်ကို4 9နဲ့အပိတ်နော်ကျွန်တော်ဒီမှာကျွန်တော်ခုနအပိတ်ဆိုင်ပြတယ်ဒီမှာက385ထိပ်ဒီမှာတွေ့လားဒီနေ့ရတာက933ဖြစ်ဖို့ဆိုရင်ဒီမှာ4 9နဲ့ထိပ်ဒီမှာမနေ့ကကျွန်တော်ရတာက4 9နဲ့ထိပ်နော်4 9နဲ့ဒီမှာ2တစ်လုံးဆင်သွားတယ်4 9နဲ့အပိတ်ကကျွန်တော်ဒီမှာ2ပိတ်သွားတယ်အဲ့ဒါကြောင့်မို့လို့ဒီနေ့မှာမနက်ဖြန်အင်္ဂါနေ့အတွက်ဆိုရင်4 9နဲ့ထိပ်စီခွန်နဲ့4အပိတ်4ခွန်4နဲ့4 9ခွန်9နဲ့9 2ခွန်2နဲ့ဒါကိုမနက်ပိုင်းအတွက်ထိုးပါเนาะဒါမနက်ပိုင်းအတွက်သီးသန့်မယ်ဟုတ်ပြီเนาะအဲ့တော့မနက်ဖြန်အတွက်ကျွန်တော်နေကုံစားကိုတစ်ချက်ပြမယ်ကျွန်တော်ဗီဒီယိုဖိုင်ရှည်လို့မရလို့ပါเนาะအဲ့တော့နားလည်ပေးပါဗျဒါကကျွန်တော်မနက်ဖြန်အတွက်ပါနေကုံလုံးမှန်ကကျွန်တော်6တလုံးရှိမယ်နေကုံပတ်သီးက9ပတ်သီးနဲ့3ပတ်သီးကီးခွေက162ခွန်အဲ့တော့နေကုံထိုးပတ်ဆို9156 9နဲ့5ခွန်3နဲ့ဆို3136 3နဲ့3ခွန်နေကုံဘရိတ်က1နဲ့4 8ဘရိတ်အဲ့ထဲမှာကျွန်တော်ကြိုက်တယ်1ဘရိတ်ကြိုက်တယ်4ဘရိတ်ကြိုက်တယ်ဟုတ်ပြီနော်ပြီးရင်ပါမယောက9458 5ခွန်ဒူမယော3438 3ခွန်နေကုံနှစ်ကွက်ကောင်းဒီ65နဲ့63နေကုံတစ်ကွက်ကောင်း10နဲ့1လေးကျော်1လေးလေးပဲကြိုက်တယ်နော်အင်္ဂါဗုဒ္ဓအတွက်ရက်ကျုပ်ပတ်သီးက48ပတ်သီးတတိထားအဲ့တော့ကျွန်တော်မနေ့ပြန်တစ်တလုံးလဲကြိုက်တယ်ဆိုဒီ1 4 1 8ကိုနေကုံနေလေကြိုက်တယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ကျွန်တော်ဒါလေးတစ်ခါမှမထည့်ပေးဘူးအောင်ခုမှတစ်ခါထည့်ပေးတာနော်အဲ့တော့မိတ်ဆွေတို့ကြိုက်တဲ့ဟာလေးတွေကိုယူသုံးပါပြီးရင်ကျွန်တော် site မူလေးတစ်ချက်ကျွန်တော်ပြောမှာဒါလေးကို screenshot ရိုက်ယူထားလိုက်ပါဗျဟုတ်ပြီနော်
ဒါပြီးရထားလိုက်ပါတော့နော်ဒီနေ့တနင်္လာနေ့မနက်ပိုင်းတော့ပေးတဲ့ဟာတော့မပေးပြလိုက်တာဒါကအင်္ဂါနေ့အတွက်4-9နှစ်ထိ9-4အပိန်းနဲ့အားလုံးပေါင်း10ကွက်ရတယ်အပူ2ကွက်ပါမယ်ဒီနေ့တနင်္လာနေ့မနက်9နှစ်ထွက်ထားရင်3ညပတ်သီးနဲ့အပူလာမယ်ဟုတ်ပြီနော်3ညတော့ထွက်သွားပြီအပူလာနိုင်မယ်အပူသတိထားပါဟုတ်ပြီနော်အဲ့တော့ကျွန်တော်တခုထပ်ပြောချင်တာကပါလဲဆိုတော့ဒီ3နှလုံးထက်အောက်တန်းချင်းတော့ကျွန်တော်38 break လာမယ်လို့ကျွန်တော်ပြောထားတယ်နော်ဒီမှာ3 break ဆင်းသွားပြီဒီမှာ3ညနှလုံးထက်အောက်တန်းတယ်3ည break လာမယ်ဒီမှာ3နှလုံးထက်အောက်တန်းတယ်38 break ထက်လာအောင်မယ်နော်အဲ့ဒါလေးသတိထားဟုတ်ပြီနော်3ည break တစ်စုံလာမယ်38 break ထဲတစ်လုံးဆင်းမယ်အဲ့တော့ဒီအင်္ဂါပုတ္တဟုကြာတာပရိမှာ93ည break line သမားတွေ93ည break နဲ့38 break ကိုကြိုက်တဲ့ဟာကိုလိုက်ကျွန်တော်က93ည break ကိုပူကြိုက်တယ်မနက်ဖြန်မှာ93ည break ကိုပူကြိုက်တယ်အဲ့တော့ကျွန်တော်တို့ခုနထဲက93ည break ပါလားဆိုတော့တခုမှမပါဘူးเนาะကျွန်တော် break 1-4 break ဆိုဒီမှာ1 break ပါတယ်ဒီမှာ10 break ပါတယ်เนาะဒီမှာ4 break ပါတယ်เนาะအဲ့တော့ဒီထဲကနေ main ခွဲထုတ်မယ်ဆိုကျွန်တော်နေကုန် break နဲ့ထုတ်မယ်ဆိုရင်4ခွန်4နှစ်ပူဒီ3ဝက်ကိုနည်းနည်းတင်ထိုးပေါ့ကျွန်တော် brain နဲ့ညှိပြီးကျွန်တော်ပေးတယ်။အော်ဒီမှာ6နှစ်တစ်ခွက်ပါသေးတယ်။6နှစ်တစ်ခွက်ပါသေးတယ်နော်။1နှစ်4 break ဆိုတော့ဟုတ်ပြီနော်။ဒီမှာဆိုတော့3 break ဆိုတော့ဒီမှာ3 break တော့ပါတယ်10 break က4ခုပဲပါတယ်။နောက်ကျွန်တော်1နှစ်4 break ကလည်းပါတော့ဒီ10ခွက်ထဲဒီ main 4ခွက်ကိုနည်းနည်းတင်ထိုးပြီး6နှစ်4ခွန်4 2ခွန်2နှစ်ဟုတ်ပြီနော်ကဲအဲ့တော့အားလုံးရကြမယ်လို့ထင်ပါတယ်ဗျဒါလေးကတော့ကျွန်တော်မနေ့ပိုင်းတော့ကျွန်တော်ဒီနေ့မနေ့ပိုင်းတော့ပေးလဲရတဲ့မပေးလဲရတဲ့ဟာလေးမို့လို့နော်ဒါအင်္ဂါနေ့အတွက်မနေ့ပိုင်းတည်တာနော်ဒီကောင်ကမနေ့ပိုင်းတည်တယ်4ခွန်4နှစ်4 4 9ခွန်9နှစ်9 4 2ခွန်2နှစ်အဲ့ထဲမှာ main တွက်ထုတ်ကိုယ်ခွဲထုတ်မယ်ဆို9နှစ်ရ4ခွန်ရ4 4ရ2နှစ်ဒီကောင်နည်းနည်းလေးတင်ဖို့ကဟုတ်ပြီနော်ကဲအဲ့တော့အားလုံးရကြမယ်လို့ထင်ပါတယ်ဗျနော်ကျွန်တော်အခုလိုက်လွန်းလို့မရတာဖြစ်တဲ့အတွက်ကျွန်တော်ရှင်းပြရတယ်တိတ်အချိန်မရလို့ပါဒီ site ကဒါမပူပါနဲ့เนาะကျွန်တော်ပြတာတကယ်လို့မရှင်းခဲ့သည်ရှိတော့လဲခွန်နဲ့လေးဒီအပိတ်ပါเนาะခွန်နဲ့လေးဒီအပိတ်အဲ့ဒါလေးကိုသေချာလေးကျွန်တော်ပြောပြချင်တာပါတယ်အားလုံးကျေးဇူးပါဗျာเนาะ